အကြံကောင်းသောသူထေတဝါရင်းလုံးဂါထာတပုတ်ကိုမျှရအောင်မကြက်နိုင်သည့်အရှင်စုဂျပန်ကိုနောင်တော်ဖြစ်သူအရှင်မဟာဗန်ကနှင်ထုတ်လိုက်ရာမြတ်စွာဘုရားသည်ကျောင်းတော်ဝါမှစီကြိုခေါ်ယူတော်မူလျက်ရာဇောဟယနံယာဟယနံမြူမုံတို့ဖြင့်အဝိဖြူစနွှဲရလေပြီဟုရွတ်လျပုတ်သက်ရင်ကမ္မထန်တရားပွားများရန်နေပေတော်မူလိုက်တဲ့အရှင်စုဂျပန်ဟာထိုနေ့တိုင်းပွားများရာထိုနံနက်မှာပင်အရဟတတ်ဖို့ကိုဆက်ရောက်ရလေတဲ့အရှင်စုဂျပန်ကိုအကြောင်းပြု၍ဗုဒ္ဓကယတိတ်ဆက်တော်ကိုဆောင်၍ဟောတော်မူပါတယ်။ရှေးလွန်လေပြီးသောအခါဘာယာနတ်သည်မြို့တော်၌ရမတက်မင်းကြီးထီနန်းစိုးစံစဉ်ဖျားအောင်သည်စုရတိဋ္ဌိမိရှိသောသူထေးကြီးဖြစ်လေတယ်။သူထေးကြီးသည်ဗျမတက်မင်းအားကစားရန်အိမ်မထွက်လာခဲ့ရာလမ်းတွင်ကြက်တေတကောင်ကိုတွေ့လေနံပညာနှင့်ပြည့်စုံသူသည်ဤကြွက်တေကိုအရင်ပြုကာကြီးပွားချမ်းသာနိုင်သည်ဟုဆိုလိုက်တယ်။ကျွတ်တွေကိုအရင်ရှိကြီးပွားတိုးတက်နိုင်လိမ့်မယ်ထိုစကားကိုစင်းရဲသားတယောက်ကကြားသဖြင့်ရင်းကျွတ်တွေကိုကောက်ယူပြီးဈေးတွင်ကြောင်စာဖြစ်ရောင်းရအတပ်ပြတချင်ရွေးရတယ်ပြဖြင့်တင်လဲဝယ်ယူကာပန်းတီများအားတင်လဲနှဲငယ်စီကျွေးလေတောက်ရည်ပေးရဲ့ပန်းတီများကပန်းတဆုပ်စီပေးသဖြင့်ထိုနှမ်းများကိုရောင်းရသည့်အတပ်ပြဖြင့်တင်လဲများထက်ဝယ်ပြန်တယ်နောက်နေ့တွင်ပန်းချံတို့လိုက်သွားကပန်းတီများအားတင်လဲကျွေးလေရေတိုက်ပြန်တဲ့ပန်းတီများကမိမိတို့ပန်းများထဲမှတဝက်စီခွဲပေးခဲ့ကြသဖြင့်ရင်းပန်းများကိုရောင်းချရာအတပ်ပြ10ပြားရလာခဲ့တယ်တနေ့တွင်မိုးတက်လေပြင်းကြားရောက်သောကြောင့်မင်းဥယျာဉ်ရှိတစ်ကိုင်းများကျိုးကြွေကုန်တဲ့သူကကလေးများအားတင်လဲကျွေးပြီးရင်းတို့ကိုတဲထုတ်လေဖရင်အိုးတော်လုံးအားရောင်းချတယ်အတပ်ပြား16ပြားနှင့်အိုးငါးလုံးရလိုက်တဲ့စုစုပေါင်း24အတပ်ပြားပိုင်ဆိုင်လာတယ်တဖန်မျက်ရည်သမားတို့အားတောက်ရည်များပေးဝေပြန်သည်မျက်ရည်သမားများကအကူညီလိုကပြောပါကူညီမည်ဟုဆိုကြတယ်နောက်မိတ်ဆွေတစ်ထက်ရှာရာစိတ်ကန်းရာရှိနှင့်ကုန်းလန်းပတ်ဆိုင်ရာဝန်ထမ်းတို့ကိုတွေ့သည်တနေ့တွင်ကုန်းလန်းပတ်ဆိုင်ရာဝန်ထမ်းကမနက်ဖြန်တွင်ဤမြို့သို့မြင်းကုန်တီတယောက်လာမည်မြင်းကောင်ရေ900ပါလာမည်ဟုသတင်းပေးတယ်
သမား900ထံသွားကမြက်တစည်းစီတောင်းယူတဲ့မြင်းကုန်တီရောက်လာတော့ခါသူသည်မြက်အောင်ရောက်လိုက်ကအသက်ပြ1000ရလိုက်တယ်နောက်3ရက်အကြာတွင်စိတ်ကန်းရာရှိကစိတ်ကန်းတွင်ကုန်တင်လေကြီးဆိုင်လာမည်ဟုသတင်းပေးတဲ့ဤတွင်သူသည်ယထာတစီနှင့်လူချို့ကိုငှားကအချွေရန်ပြိသက်ဖြစ်တင်ပြီးယထာစီရိကုန်တီကြီးဟန်ဖြင့်စိတ်ကန်းသို့ဆင်းလာခဲ့တယ်လေပါကုံအားလုံးကိုအယောင်းဝယ်ပြုလုပ်ရန်လေသူကြီးနှင့်ကတိပြုကြပြီးလေသူကြီးအားတစ္ဆာပြုစေသည့်အနေဖြင့်လက်ဆောင်လက်စွပ်တကွင်းပေးတဲ့ထို့နောက်သူသည်ကက်လန့်က3ထပ်ကာလေးအထဲတွင်ခမ်းနားစွာနေထိုင်လေတယ်ကုန်တီလေကြီးဆိုက်ရောက်သည့်သတင်းကြောင့်ဘာယာနတိမှကုန်တီတရားတို့ဟာစိတ်ကန်းသို့ကုန်ဝယ်ဆင်းလာကြတယ်သို့သောလေသူကြီးနှင့်ရောင်းဝယ်လေးမရတော့ပေထိုမျိုးသားနှင့်တွေ့ရန်ကက်လန့်ကတကန့်စီတွင်စောင့်ကြပ်နေကြသောအဆောင်ရှောက်များထံမှ3ကြိမ်3တန်ခွင့်တောင်းပြီးအသက်ပြ1000စီပေးမှတွေ့ခွင့်ရကြတယ်နောက်ဆုံးတွင်လေပါကုံအားလုံးတန်မိုးနှင့်တကွထိုမျိုးသားအတွက်အသက်ပြ3သိန်းပေးသဖြင့်အယောင်းဝယ်တည့်သွားကြတယ်သူသည်သူ့အားကူညီထားသူများ၏ကျေးဇူးကိုမမေ့ရဲဆုညတိတ်ထိသူထေးထံသွား၍အသက်ပြ3သိန်းကန်တော့သည်သူထေးကအကျိုးအကြောင်းမေးမြန်းရာကြက်တွေတစ်ခုအရင်ပြူရာမှ4လအတွင်း2သိန်းကျွယ်ဝလာပုံကိုပြောပြသည်ဆုနာတိတ်ထိသူထေးသည်ထိုသူ၏ကြံရီဖန်ရီကိုသဘောကျလိမိမိသမီးပြိုနှင့်ထိမ်းများလက်ထက်ပေးလိုက်တယ်သူနှဖျားရွှေစကူသွေးမဖြစ်တဲ့မြစ်တာရေစေရှေးလာမနေခါချင်တွေ့ပြေခုသမုရနွယ်လာဟောဖြစ်သမုရနွယ်လာဇက်ပေါင်းတော်အရှင်စုကပန်ဟာကြွက်တေရင်ပြုသူမျိုးသားဖြစ်ပြီးတော့ဆုညတိတ်ထိသူထေးဟာဗုဒ္ဓဂယာလောင်းဖြစ်ပါတယ်အနှစ်ချုပ်အနေနဲ့ကုညီသူကောင်းလျင်တသက်ချမ်းသာနိုင်သည်ဟုမှတ်သားခဲ့ရသည်ကိုပြန်လည်မျှဝေပေးလိုက်ရပါတယ်